ကျွန်တော်တို့နေတိုင်းမြင်နေရတဲ့နေမင်းကြီးဟာတောက်လောင်နေတဲ့တန်ရီဘူးအလုံးကြီးဒါမှမဟုတ်မီးလုံးကြီးတစ်လုံးမဟုတ်ဘူးဆိုတာသင်သိပါသလားသိပ္ပံနည်းကျပြောရရင်နေဟာစက်ကြောလာတွေကဓာတ်ပစ္စည်းတွေရဲ့စတုတ္ထမြောက်အခြေအနေဖြစ်တဲ့ပလာစမာလုံးကြီးဖြစ်ပါတယ်ပလာစမာဆိုတာဘာလဲဆိုတာကိုနားလည်ဖို့အတွက်အရင်ဦးဆုံးဓာတ်ပစ္စည်းတွေရဲ့အခြေအနေ၃ခုကိုပြန်ကြည့်ရအောင်ပါတဘာဝမှာအခဲကိုအပူပေးရင်အေးဖြစ်လာပြီးအဲ့ဒီရေကိုထပ်ပြီးအပူပေးလိုက်ရင်တော့အငွေ့ဖြစ်ပြောင်းလဲသွားတာအားလုံးအသိပဲဖြစ်ပါတယ်အဲ့ဒီလိုဖြစ်လာတဲ့အငွေ့တွေကိုမှအလွန်ပြင်းထန်တဲ့အပူချိန်တွေနဲ့ထပ်ဆင့်ပြီးအပူပေးလိုက်တဲ့အခါပလာစမာအခြေအနေကိုရောက်ရှိသွားတာပါအပူချိန်အဆမတန်မြင့်မားလာတဲ့အခါအငွေ့မော်လီကျူးတွေကအက်တမ်တွေဟာတစ်ခုနဲ့တစ်ခုပြင်းထန်စွာတိုက်မိကြပါတော့တယ်အဲ့ဒီလိုတိုက်မိတဲ့အချိန်ကြောင့်အက်တမ်တွေထဲမှာရှိတဲ့အီလက်ထရွန်တွေဟာအပြင်ကိုလွင့်စင်ပြီးကွဲထွက်သွားကြရပါတယ်အဲ့ဒီခါအက်တမ်တွေဟာလျှက်စစ်ဓာတ်ဆောင်တဲ့အိုင်ယွန်းတွေဖြစ်ပြောင်းလဲသွားပြီးအီလက်ထရွန်တွေနဲ့ရောနှောသွားပါတယ်ဒါကြောင့်ပလာစမာဆိုတာလျှက်စစ်အပိုဓာတ်ဆောင်တဲ့အိုင်ယွန်းတွေနဲ့အမဓာတ်ဆောင်တဲ့အီလက်ထရွန်တွေရောပြောနေတဲ့စွမ်းရည်မြင့်ဓာတ်ပစ္စည်းအခြေအနေဖြစ်ပါတယ်ဒီပလာစမာအခြေအနေဟာတာမန်အငွေ့တွေနဲ့မတူဘဲလျှက်စစ်ဓာတ်အားနဲ့တန်လိုက်စက်ကွင်းတွေကိုအလွန်ကောင်းမွန်စွာစီးဆင်းစေနိုင်စွမ်းရှိပါတယ်နေရမျက်နှာပြင်မှာဆဲစီရဲ့9500ကျော်ရှိပြီးဗဟိုချက်မှာတော့15သန်းအထိပူပြင်းလွန်းလို့ပလာစမာတွေဖြစ်နေတာပါဒါကြောင့်နေဟာတန်တွေအရေးပြောနေတာမဟုတ်ဘဲဟိုက်ဒရိုဂျင်နဲ့ဟီလီယမ်ဓာတ်ငွေ့တွေပလာစမာဖြစ်တောက်လောင်နေတာဖြစ်ပါတယ်တကယ်လို့တန်ကိုအရေးဖြောပြီးတန်ရည်ပူအဆင့်ထိအပူပေးလိုက်ရင်သူကတန်လိုက်တက်တွေလုံးဝဆုံးရှုံးသွားတာဖြစ်ပါတယ်အဲ့ဒီလိုတန်လိုက်တက်ဆုံးရှုံးသွားတဲ့တန်ရည်ပူတွေဟာတန်လိုက်နဲ့သွားကတ်ရင်တော့မှလုံးဝကတ်တော့မှာမဟုတ်ပါဘူးဒါပေမဲ့အခုပြောနေတဲ့ပလာစမာအခြေအနေကတော့တန်ရည်ပူတွေနဲ့လုံးဝဆန့်ကျင်ဘက်ပြုတ်မှုတာဖြစ်ပါတယ်ပလာစမာဟာအပူချိန်ပြင်းလွန်းလို့အက်တမ်တွေကွဲထွက်ပြီးလျှက်စစ်ဓာတ်ဆောင်နေတာမို့လို့တန်လိုက်ဆက်ကွင်းတွေကိုအလွန်မင်းတုံ့ပြန်ပါတယ်နေရပြင်းထန်လာတဲ့တန်လိုက်ဆက်ကွင်းတွေရဲ့ဆွဲငင်မှုကြောင့်ဒီပလာစမာတွေဟာကောင်းကင်ယံမှာပုံသဏ္ဍာန်မျိုးစုံပြောင်းလဲနေကြတာပါတန်လိုက်တဲ့ကြောင့်ပလာစမာတွေဟာအေယာမကွင်းဆက်ခုံးကြီးတွေဖြစ်ပုံပေါ်ပြီးနေရမျက်နှာပြင်ပေါ်မှာကခုန်နေကြတာဖြစ်ပါတယ်သိပ္ပံပညာမှာတော့အဲ့ဒီလိုလှပစွာကခုန်နေတဲ့အေယာမမီးတောက်ကွင်းဆက်ခုံးကြီးတွေကို solar prominences လို့ခေါ်ဆိုပါတယ်ဒါကြောင့်နေဟာတန်ရည်ဘူးမီးလုံးကြီးမဟုတ်ပဲလျှက်စစ်တန်လိုက်စွမ်းရည်နေနဲ့အမြဲလှုပ်ခတ်နေတဲ့ပလာစမာလုံးကြီးဖြစ်ပါတယ်